အားလုံးပဲမင်္ဂလာပါကျွန်တော်ခမများတို့ကိုအခုပြသွားမှာကတော့တန်မဏိကိုဆိုလင်းဦးရဲ့အမာခံမျိုးသမီးပရိသတ်တူကကိုဆိုလင်းဦးရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးပွဲချိန်တွင်ပြိုင်ဘက်ဖိုက်တာကိုဘယ်လိုထိုးတက်ရမလဲဆိုတာကိုပြောပြနေတဲ့ဗီဒီယိုဖိုင်လေးကိုဟာတာအနေနဲ့အတူတူကြည့်လိုက်ကြရအောင်ဗျာအဲ့တော့စိုးကြီးအတွက်အားပေးစကားလားပြောမလို့နော်အခုအိတ်ကလေးတွေကလည်းလေသူတို့ကလည်းဘယ်လိုပြောမလဲတအားမာတယ်တအားများတယ်နော်သူတို့လက်ဝိနဲ့ထဲလက်ဝိနဲ့သူတို့ကပူပေါင်းတယ်သူတို့ကလစ်လာတယ်အဲ့ဒါတော့ပြီးတဲ့အတိုင်းပဲနော်စိုးကြီးကိုပြောကြည့်တယ်နော်တတိတချေလုံးရှိရမယ်ပြီးတော့ထိုးလို့ရှိရင်ဘာဖြစ်လို့တတိတချေလုံးရှိရမယ်ဆိုတော့ထိုးလို့ရှိရင်ငါလက်တီးသုံးမယ်ကွာငါလက်တီးသုံးမယ်ဆိုတိတိကျကျသုံးအောင်ဒါငါလက်တီးသုံးတယ်ဆိုတော့တိတိကျကျသွားနော်အလေးကြီးတခါတော်လို့ရှိသူများခါတဲ့တော်လို့ရှိငါပေးတာကွာဟုတ်လားဒါပဲဒီတခါတော့တတိတချေလုံးရှိရမယ်ငါလက်တီးသုံးစားတယ်ဆိုတော့တခါတဲ့ဆယ်ပေးတာထဲပြီးတော့ကွာငါတော်စီတော်တဲ့ကွာဆိုတခါတဲ့အပေးတာနဲ့ဆက်ထဲအဲ့လိုမျိုးတခါတဲ့တစ်ချေလုံးစီရမယ်ဒါငါကွာပြီးကွာတော်စီတော်ပြီးကွာအေးချအဲ့လိုမျိုးနော်ဟိုလို့စီနော်တိကျကျခါတဲ့ဟိုနော်ပြီးတော့ဒူးတို့ဘာတို့နော်ဒူးတို့ဘာတို့သုံးရင်အလေးချိန်ပြည့်နဲ့သုံးဘာဖြစ်လို့လဲအမကြည့်တာနည်းနည်းလိုတယ်လေနော်အမမျက်စိထဲမှာဆိုရင်အကြည့်တာနည်းနည်းလိုအားတယ်အမသဘောတရားနဲ့ဆိုရင်နည်းနည်းလေးလိုတယ်အဲ့ဒါတော့ခါတဲ့တော့တတိနဲ့တစ်ချေလုံးနော်မျက်စိလည်းလေရမယ်ညာရမယ်ပြောတဲ့တိုင်းပဲနော်အမဝေးရနေအားပေးတယ်နော်ခင်နော်